တောင်ပေါ်ကြိုက်လားကမ်းခြေကြိုက်တောင်ပေါ်ကြိုက်အဲ့ဆိုရင်တောင်ပေါ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေကျမ်းမာရေးအတွက်ဒီကောင်းလဲဘာတွေရနိုင်လဲကမ်းခြေအောင်ဖို့မကောင်းလားကမ်းခြေအားကြာလူတွေကိုအငယ်ပေးနိုင်တဲ့စိတ်တိုင်းရှိနေတာကမ်းခြေမှာတောင်ပေါ်ကြတော့တောင်ပေါ်ကြတော့လမ်းလျှောက်တက်ရတာကြီးကျမ်းမာရေးပဲညှက်အဲ့ကမ်းခြေမှာဆိုရင်ပင်လယ်စာတွေရမယ်ပြီးသွားရင်ခလေးတွေလည်းရေးပါရေးဆော့လို့ရမယ်နော်သူကြီးကလည်းစိတ်ပန်းနေတယ်သူတွေကစိတ်ပန်းတွေကိုခင်းထွက်တာလေငါတောင်တက်တာကိုပိုပြီးမပင်နှမ်းဘူးလားစိတ်ပင်ပန်းနေပြီမဲ့ရှုပ်ငင်းနေစဘာဝအလှကြီးကြည့်လိုက်လို့ရှိရင်စိတ်ပင်ပန်းရကြာရပြောက်သွားတယ်ဟုတ်ဆိုရင်အားပြောရလို့ရှိဘာလို့လူတွေကကမ်းကြီးမသွားကြပဲနဲ့ကြိုက်ကြည့်လို့ခရတောင်းမော်လို့ဘာလို့ခြေချင်းတက်ကြတာဒီတရားပြောရင်ဟိုပါလိုက်ဖះเจ้าနေပါလားဟုတ်လားအဲ့ဆိုတော့ပြောတော့ဘာလို့တောင်ပေါ်သွားလဲဆိုတော့ဒီကသူကတောင်တက်ချင်တာမဟုတ်ဘူးဒီကဖះသွားချင်တာဖះသွားချင်တော့တဲ့မှာမြန်မာတွေကသိရမလားဒီလိုဖះသွားရင်ကြိုက်တဲ့ဖះရောက်ရင်စူတောင်းပြေးတယ်အဲ့လိုကြောင့်သူကသွားတာတကယ်တမ်းသူတို့ဖះမရှိဘဲနဲ့တောင်တက်ဆိုရင်ဘယ်မှတက်ချင်တာမဟုတ်ဘူးဒီကဖះကြောင့်သွားတာမြန်မာလူမျိုးတွေဒီဘာသာရေးဆွဲရရှိတယ်ဟိုကြိုက်တူသွားရင်3နှစ်တန်းအရာအောင်မြင်တယ်လို့ဘာလို့မျိုးစကားတွေရှိရကြောက်အားကြောင့်အဲတော့တောင်တက်တယ်ဆိုရင်တောင်တက်တဲ့အသင်းဖွဲ့တွေတက်ရှိရကွာအဲ့လိုအသင်းဖွဲ့တွေနဲ့သွားတာလည်းရှိတယ်အမေလို့အသက်ကြီးရတဲ့လူတွေကတော့တောင်တက်တာရှားတယ်ဒါဖရားတရားအထုတ်မယ်လို့ဘာလို့မျိုးပုံများကောင်းလားဆိုတော့တောင်တက်တာလည်းကောင်းတယ်ဟိုကဥမာအချက်တွေနဲ့ပြောမှဆိုရင်သိချင်းကဟိုလည်းတော့ရှားအားစားလည်းကောင်းတယ်ပြီးတော့စိတ်ပန်းပြေဖို့လည်းရဟိုကတောင်ပေါ်ရောက်ပြီးကြည့်လိုက်တဲ့အရှင်ဝင်းတွေကဘာမှမတူဘူးရမ်းလာအဲ့ဒါလည်းရှိတယ်ပြောရမယ်ဆိုရင်ဟိုကလည်းဖြစ်တယ်ငါတခုအောင်မြင်အောင်လုပ်နိုင်ပြီဆိုတော့စိတ်တွေလည်းခွန်အားတွေလည်းရတောင်ပေါ်ရောက်နေတယ်ဒါပေမဲ့ကမ်းကြီးမှာအဲ့လိုမရဘူးကမ်းကြီးမှာတော့မရဘူးကမ်းကြီးမှာအန်တီပုံများတယ်အဲ့ဒီရေနဲ့ပတ်သက်ပြီးတော့လေအဲ့လိုမျိုးဒီဘေးအန်တီဖြစ်လာတယ်ပြီးတော့ကလေးတွေလည်းအန်တီများတယ်အဲ့လိုဆိုတောင်ပေါ်မှာအနေနဲ့များဘူးလို့မင်းလို့တောင်ပြုတ်ကြမှာတောင်ပေါ်လည်းများတာဒါမဲ့တောင်ပေါ်ကျတော့ခလေးတွေသိတက်လိမ့်မရှိခလေးသိမရှိဘူးလူငယ်တိုင်းကြီးကြတော့လူပေါင်းလုံးလာဆက်မပါပါဥမာတောင်တက်မယ်ဆိုလို့ရှိရင်ဘယ်မိဘမှသူတို့ကောင်းနေမဟုတ်ဟုတ်တယ်ကိုင်းကြီးသွားမယ်ဆိုရင်ဟို9နှစ်ရွယ်3နှစ်ရွယ်ကလေးတွေကစားခေါ်ငါပါလေအဲ့လိုကုန်ကြစိတ်တွေကဘယ်ကပုံများမှာထင်လဲကုန်ကြစိတ်ကကျန်းကြီးနဲ့ဟိုနဲ့ဆိုလို့ရှိရင်ကျန်းကြီးကပုံများစားတော့တယ်ရောတော့ဟုတ်တယ်ကျန်းကြီးဆိုတော့တောင်မိုးပုံမများဘူးလားတောင်မှာဆိုပူစားတယ်လေပစ္စည်းတွေကဥမာကကန်းကြီးဆိုရင်တင်ရတာဘယ်လိုပဲဖြစ်အဆင်ပြေသေးတယ်လမ်းတော့အဖြောင်းနေဆိုတော့ကျန်းကြီးမှာတဲဦးနေရဆိုတာရှိတယ်ဟုတ်တယ်ပြီးလို့ရှိရင်ဟိုတယ်ကဇရိတ်ကြီးရှိသေးတယ်ဥမာ1 value 2 value 3 value ဆိုပြီးတော့ရှိသေးတယ်အဲ့ဒါလေးပေါ်လိုက်တော့ဈေးတွေကခွာထားသွားနိုင်တယ်ဟိုမှာကျတော့မိကြီးတွေတခုရှိပြီးဖို့ပြီးအဲ့လိုက်လို့ရတယ်စားတော့ကြတော့သူတို့ပါသွားတဲ့ဥစ္စာတွေကိုသူတို့ကသူညှစားမယ်ဘယ်နေရက်တော့ဆိုသူတို့ယူသွားတဲ့ဥစ္စာတွေသူတို့ကသူသိတည်တယောက်ပဲဆိုတာသူညှစားလို့ရတယ်ဟုတ်တယ်နော်အမေအရင်တော့လည်းမတူဘူးတောင်မတက်မယ်ဆိုရင်ကားတွေလည်းရှိကြဆိုတော့ဒါပေမဲ့ကားတွေရှိပေမဲ့ဟိုကစားတော့ရှားမှာမဟုတ်ဘာလို့ဆိုတော့တင်ဦးလွင်ဆိုမေလို့ဆိုတောင်ပေါ်တွေလေတောင်ပေါ်တွေဆိုတော့ဒါပေမဲ့နှစ်မျိုးရှိတယ်တောင်ပေါ်သွားတာတောင်တက်တာကဒီတိုင်းအပန်းပေါ်လာလားပြင်ဦးနေလို့ကြာတောင်တက်တာတောင်ပေါ်တွေကပါသူကကျမျိုးဖြစ်သွားတယ်အဲ့ဆိုလွယ်ရလေတောင်တက်လာကြဥမာအန်လို့ဆိုကျော်ဝင်းအောင်တက်မယ်ပြီးခဏမှဆိုတောင်ရင်ပုံကြီးတက်လို့ရတယ်အဲ့လိုမှတောင်တက်ရလို့ပဲဟိုကမျိုးသွားတာဖြစ်သွားပြီနော်တောင်တက်တာတောင်တက်တာဆိုတော့တောင်ပေါ်ဒီသားသွားလိလာမင်းဆိုဘယ်ရဖို့ကြိုက်တောင်ပေါ်သွားမှာကန်းကြည့်သွားမှာဘယ်ရဖို့ကြိုက်မဲ့သွားတောင်ပေါ်ပိုကြီးစိတ်ဝင်စားဖို့ကောင်းတယ်ဟောတောင်ပေါ်မှာကပို့ပြီးတော့ရင်းနှီးမှုရမယ်ဟိုကငောင်းမြောက်သွားတယ်ဒါအချင်းချင်းနားမှာပါဘယ်လိုလဲပို့ပြီးရင်းနှီးတယ်ပို့ပြီးတော့တိုင်မယ်လို့ရတယ်အခုကဘုံပြဒီလိုဖြည့်ရှင်းရတယ်မရဘူးဆိုတော့
အသေးစမ်းတွေအများကြီးမြင်တယ်ပေါ့ ဖြစ်လာမယ်မှာကြတော့ဘယ်ရမှာမှမဖြစ် ကန်းကြီးမှာအပြိုသက်သက်ပဲဖြစ်သွားတာနော်စွန်စားတာဘာညာသိမရှိဘူး ဒီကတော့တောင်းတက်လာတော့တောင်းပါ ပိုကောင်းနေပါနော်ငါလည်းအဲ့လိုပဲထင်ကန်းကြီးကဒီတိုင်းစိတ်ပြီးလည်းပြောင်းနေတဲ့တော့လားတောင်ပေါ်ကျတော့အများကြီးချဲ့တော့ကြပေးတောင်ပေါ်အမြင့်ဆုံးရောက်သွားရင်အဲ့ဒီ feeling တွေဘာတွေကကန်းကြီးမှာရအောင်ပေါ့နောက်ခုရှိတယ်နောက်ခုကအခုနောက်ပိုင်းနေဆိုညာပိုင်းနေဆိုတောင်ပေါ်နေချိလိုက်မီးချိနေနေမြို့နေတော့လာမှာနော် ဖတ်ဟာ ရောက်ဘူးလားဟုတ်ပါပါဟာလည်းမရောက်ဘူးဟုတ်လားညာ တောက်သွားအဲ့ဒီနိုင်ခုတော့ဖန်တောင်ပေါ်ရောက်တော့လား9နိုင်ခွဲအောင်ပြီအောက်မှာကတော့မီးထဲဒါဘာပဲနေခေါင်းတော့ပုံရတယ် ဟုတ်ကဲ့တကယ်တော့တောင်ပေါ်ဒေသပို့ပြီးတော့ဒီလိုက်ခီထွက်တာပို့ပြီးတော့ခေါင်းတယ်နော်လူပဲနေပါအားကစားသမားတွေနဲ့ပြန်ရလို့လူငယ်လူကြီးတွေကန်းကြီးသွားသိမရှိဘူးကန်းကြီးအများစုဘယ်လိုသွားလဲဆိုတော့စိတ်ပန်းဖြေဖို့လောက်ပဲတောင်ပေါ်ကပို့ခေါင်းတယ်ဟုတ်တယ်ကျလို့အန်ဒီရီကြုံမှဆိုရင်တော့ဘယ်လာပုံများလဲ တောင်မဟုတ်ဘူးများဒါမဲ့အန်ရီကြုံလဲဆိုရင်အေးအန်ရီကိုအားလုံးကစုတော့စုပေါင်းဖြည့်ခြင်းရလိုက်ပဲတိုင်းပြည်မှာလည်းအလုံးရှိကိုလွတ်ဟာကိုပြီးရတယ်အခြေအေးဆိုတော့ တောင်ပေါ်ကအဲ့တခုတော့ဟုတ်တယ်နော်တကယ်ဗမာပဲဖြစ်ဖြစ် စီလုံးမှုရှိတယ် တောင်ပေါ်ဆိုပို့ပြီးစီလုံးလာတော့ကန်းကြီးမှာဆိုတော့သူ့လူနဲ့သူ့ဘက်သူပဲနေရတယ်တောင်ပေါ်မှာဆိုရင်ဘာဖြစ်အဖွဲတစ်ဖွဲတော့ရှိမှာပဲတဲ့တော့ချင်းချင်းခုနေပြီးတော့တောင်ပေါ်ကပို့ပြီးတော့ဟောတာပြီးတော့